ကိုရီးယားမှာလေကြောင်းတက်လာနေတယ်ပေါ့နော်ဒီခင်စရာအကောင်းဆုံးတငယ်ချင်းတွေရတော့ပေါ့နော် BNN နေတငယ်ချင်းတွေတော့ရှိပါတယ်။ဘာလို့အဲ့ BNN တငယ်ချင်းတွေတော်တော်ခင်ရတယ်ပေါ့နော်။ကိုတို့ခန်းထဲမှာဆိုရင်တော်တော်သဘောကောင်းကြရသလား BNN တငယ်ချင်းတွေလေ။ပေါ့နော်ဒီသူတို့ကတနေ့စားစရာယူလာပေါ့နော်စားစရာယူလာရဲကော်ပီတုတ်တွေအဲ့လိုပြောနော်ဒီတပြည့်မုံနေပါယူလာဆိုရင်သူကလေအဲ့လိုကိုထွန်းတို့ပြေးရပေါ့နော်ရောစားပါညာပေါ့အဲ့လိုပြေးတဲ့ခါကျတယ်သူကလေအဲ့လိုတယောက်တစ်ယောက်တည်းကိုခွက်ပေးရလားဆိုတော့မဟုတ်ပေါ့နော်သူကတန်းလုံးပေးရသူတို့က BNN တငယ်ချင်းတွေကလေတော်တော်လေးကိုဒါခင်စရာကောင်းတယ်ပေါ့နော်တော်တော်လေးခင်စရာကောင်းတယ် BNN လူမျိုးတိုင်းခင်ဖို့ကောင်းလာတာဆိုတော့မဟုတ်ဘူးပေါ့နော်တချို့ BNN အကြောင်းသားကြောင့်လည်းခြေမိုးဝယ်လူရှိရပေါ့နော်အဲ့လိုကိုတော့အဲ့လိုကြုံမှုပါတယ်တချို့ဆိုရင်ပေါ့နော်ခင်ဖို့ကောင်းတယ်တချို့ကဒါမာနမရှိပေါ့နော်တချို့ကောင်မလေးဆိုမယ်ကောင်မလေးမတန်မယ်အဲ့လိုပေါ့နော်အဲ့လိုပေါ့နော်ဟိုနည်းနည်းရင်းနေရပေါ့တော်တော်ရင်းနေရတငယ်ချင်းတွေဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့လိုမျိုးရင်းနေရတယ်တချို့ဆိုရင်ထဲဝိုင်းတချို့တွေကကျတော့ခင်ဖို့ကောင်းပါတယ်ကိုတော့ပေါ့နော်ဒီကိုတို့ခုဆို level 4ရောက်သွားပြီပေါ့နော် level 4ရောက်သွားပြီဒီပထမlevel 1တော့ပေါ့နော် BNN အနေနဲ့တူတူနေရမှာ BNN ကိုရီးယားမှာ BNN နဲ့များတယ်များရဆိုတော့သူတို့နဲ့ကတော့မတွေ့မဖြစ်တွေ့နေရတာပေါ့နော်နေရာနေတိုင်းတွေ့နေရတာအဲ့တော့စောင်းခန်းတွေထဲမှာလည်းအများဆုံးကသူတို့လူမျိုးရဲ့အများဆုံးပေါ့နော်အဲ့တော့ level 1တော့ BNN တွေကပေါ့နော်အဲ့လောက်ခင်းစရာမကောင်းဘူးအဲ့ level 1က BNN နဲ့နည်းနည်းချိန်မွေးတယ်မှာပါတယ်ခင်တဲ့သူကလည်းခင်ဖို့ကောင်းတယ်တချို့ကောင်းမကြီးကြလဲတချို့ BNN ခေါင်းမလေးကြလဲသူကပေါ့နော်ဟိုသူလည်းပေါ့နော်လူမျိုးစုံတော့ရှိမှာပေါ့သူ့စိတ်နဲ့ကိုယ်စိတ်တော့ပြီးသူမလဲအဲ့လိုပေါ့နော်အဲ့တချို့ BNN ကောင်မလေးဆိုရင်နည်းနည်းပေါ့နော်အဲ့လိုမျိုးထဲဝိုင်းတွေရှိတယ်အဲ့ကိုတို့ level 2မှာတော့လည်းအဲ့လောက်အဲ့လိုတိတ်ပြီးတော့မခင်ခဲ့ဘူးပေါ့နော် level 2မှာလည်းသူကလူတွေကတစ်မျိုးတစ်ခန့်ပြီးတစ်ခန့်ပြောင်းနေရဆိုတော့လေအဲ့လိုမျိုး level 3မှာတော့လည်းအဲ့လောက်မခင်ခဲ့ပါဘူးအခု level 4မှာကြာပါတော့အခုတူတူကြားတဲ့ BNN နဲ့လည်းတော်တော်ခင်ဖို့ကောင်းပါတယ်တော်တော်လေးကိုခင်ဖို့ကောင်းတာဘယ်လိုခင်ဖို့ကောင်းတာဆိုရင်ပေါ့နော်သူအဲ့လိုစနောက်ကြပါတော့ဒါပေမဲ့သူကလည်းမရှက်မကြောက်ပေါ့နော်ကိုကလည်းမရှက်မကြောက်စအဲ့လိုပေါ့နော်ဒီအခုမိုင်းလူကလည်းပေါ့နော်သူတို့ပေးလိုက်တာပါဒါလည်းသူတို့ BNN ပေးတာပါသူကလည်းပေးမင်းကကိုငါမင်းကပေးရလားအဲ့ဆိုမင်းကအရန်လာပဲကိုကလည်းအဲ့လိုပြောင်းလာပေါ့နော်အဲ့လိုမျိုး BNN တွေအဲ့လိုပြောင်းဆိုသူတို့ကလည်းအားသမခံကိုထွန်းကပေါ့နော်ပထမတယောက်ကိုကိုထွန်းကသူကဒီလိမ့်ဟိုပါပေါ့နော်စတော်ဘယ်ရီလာကျွတ်ကိုတော့အဲ့မင်းကတော့အရန်လာရဲလို့အဲ့လိုကြွေးလို့လို့ပြောနော်နောက်တစ်ယောက်ကမခံချင်လို့လားမသိဒီဟာမိုင်းလို့လာပေးရအဲ့နောက်တစ်ယောက်ကလည်းကိုတော့ပါနော်မင်းလည်းအရန်လာရပေါ့ဟိုရတယ်နောက်ကျတော့ဘာလို့ဒီနောက်တစ်ယောက်ကချိုးချင်လာပေးရောအဲ့ကြောင့်မင်းလည်းအရန်လာပါရဲ့လို့ကိုနောက်မှကျဘယ်လိုပြောတယ်ကိုတော့အဲ့အစားမပေးရင်တို့အစားပေးရလူတိုင်းအကုန်လှရဲလို့ပေါ့အဲ့လိုပြောရတော့စရနောက်တဲ့အနေနဲ့ပြောတာပေါ့နော်တကယ်ပြောကိုတို့ရဲ့အခု level 4က BNN နဲ့ပေါ့နော်တော်တော်လေးခင်ဖို့ကောင်းပါတယ်အဲ့လိုမျိုးမာနာလည်းမရှိဘူးသူတို့ရဲ့အရှိတိုင်းလည်းသူတို့ကနေရပေါ့နော်သူတို့ရဲ့အရှိကိုလည်းသူတို့ကထုတ်ပေါ်ပြတာရပေါ့နော်ကိုကလည်းကို့အရှိတိုင်းပဲကိုတို့ကသူနဲ့ကိုနဲ့ဆိုပေါ့နော်အတွင်းဒီအစင်ဒီပုံစံမျိုးဖြစ်နေပေါ့နော်တော်တော်လေးခင်ဖို့ကောင်းပါတယ်အဲ့လိုလေးပါပဲပြောတရားတော့ကောင်းပါတယ်သူအဲ့လိုမျိုးပေါ့နော်ကိုတို့ကအဲ့လိုမျိုးဒီပျော်ရွှင်နေပေါ့နော်အကြောင်းကိုပဲစားတင်နေတာပါအဲ့လိုမျိုးပေါ့နော်ထဲဝါကြီးနေပြီးတော့မတင်ချင်ဘူးပေါ့နော်တကယ်လို့ရင်းနီခင်ရင်နေပဲကိုတို့ကတင်နေတာအောင်မလို့ကိုတို့ကအတက်နိုင်ဆုံးတော့ကိုယ့်ဘက်ကမိတ်ဖွဲ့ပေါ့နော်ဒါပေမဲ့ဒီ BNN နဲ့ဖွဲ့ကြမလို့ပါဘူးသူတို့ကိုယ်တိုင်လည်းကိုတို့ခင်တယ်ကိုတို့ကလည်းသူတို့ခင်တယ်တခန်းလုံးလည်းသူတို့ကခင်တယ်ပေါ့နော်အောင်လို့ဒီကိုတို့ပေါ့နော်ဒီ level 4က BNN တွေကတော့အရန်ချစ်စရာကောင်းပြီးတော့အရန်ခင်စရာကောင်းပါတယ်လို့နော်မလို့ဒါပဲပြတာပါ